ကျွန်တော်တို့တဲ့ဒီခမို့စီးပွားရေးမှာကိုကစီးပွားရေးသမားမလုပ်ချင်ဘူးเนาะမိမိနေ့စဉ်သုံးနေတဲ့ပစ္စည်းတွေကိုပဲဝယ်သုံးရင်းနဲ့ဝင်ငွေပြန်ရှာခြင်းနဲ့မောင်နှမတွေရဲ့အတွက်ကိုယ်တိုင်ပစ္စည်းဝယ်သုံးတဲ့နည်းလေးကိုကျွန်တော်ပြောပြပေးသွားမယ်ကျွန်တော်ရဲ့ဒီဗီဒီယိုဖိုင်လေးကိုစုံအောင်ကြည့်သွားပေးပါโอเคကျွန်တော်ရဲ့အကောင့်လေးကိုလည်း follow လုပ်ခဲ့အောင်เนาะမောင်နှမတွေကိုယ်တိုင်ပစ္စည်းဝယ်ဖို့ဆိုရင်ကျွန်တော်တို့ပထမဆုံးအနေနဲ့ကျွန်တော်တို့ရဲ့license account ထဲကျွန်တော်တစ်ချက်ဝင်လိုက်မယ်เนาะlicense account ထဲချက်ဝင်လိုက်မယ်ပြီးရင်ဒီမှာเนาะ CMN ဆိုတဲ့နေရာလေးတစ်ချက်နှိပ်မယ်ပြီးပါရင်အောက်ဆုံးမှာဒီမှာเนาะဒီစာကြောင်းလေးကျွန်တော်တစ်ချက်နှိပ်မယ်ပြီးပါရင်ကျွန်တော်တို့ရဲ့အကောင့်ကိုဒီမှာတစ်ချက်နှိပ်ဝင်မယ်ပြီးပါရင်ကျွန်တော်တို့အကောင့်ရောက်သွားပြီเนาะပြီးပါရင်ကျွန်တော်တို့ဒီမှာเนาะဒီစီချင်တောင်းလေးကိုတစ်ချက်နှိပ်လိုက်မယ်เนาะအဲ့ဒီစီချင်တောင်းလေးနှိပ်လိုက်မယ်ပြီးရင်ဒီမှာပစ္စည်းတွေကြာလာမယ်เนาะအဲ့ဒီမှာမောင်နှမတွေပစ္စည်းတွေကအများကြီးပဲเนาะမောင်နှမတွေဆွဲတင်ပြီးတော့တွားကြည့်လို့ရတယ်เนาะပစ္စည်းတွေအများကြီးရှိရဆွဲတင်ပြီးတော့ကြည့်လို့ရတယ်เนาะအဲ့ဒီမှာပစ္စည်းတွေအများကြီးပဲရှိရเนาะမောင်နှမတွေသိချကြည့်မယ်เนาะဒီမှာဓာတ်မြေဩဇာတွေရောဘာတွေပေါ့เนาะပစ္စည်းတွေအများကြီးပဲဆွဲတင်ကြည့်လို့ရတယ်ဟုတ်ပြီเนาะဆွဲတင်ကြည့်ပြီးရင်ကိုလိုချင်တဲ့ပစ္စည်းတစ်ခုတွေ့ပြီဆိုရင်ကျွန်တော်တို့ကဒီမှာစေချင်တောင်းလေးရှိတယ်ဆိုတော့အဲ့ဒီစေချင်တောင်းလေးနှိပ်လိုက်စေချင်တောင်းလေးနှိပ်ပြီးဆိုရင်ဒီထဲမှာဝင်သွားပြီเนาะโอเคကိုကျွန်တော်တို့ကနှစ်ခုလိုချင်နှစ်ခါနှိပ်ပါเนาะโอเคပြီးရင်ဒီမှာစေချင်တောင်းလေးတစ်ချက်နှိပ်လိုက်စေချင်တောင်းလေးထည့်နှိပ်ပြီးဆိုရင်ဒီလိုမျိုးပေါ်လာမယ်ဒီပေါ်လာပြီးဆိုရင်ဒီမှာကိုယ့်ရဲ့အကောင့်ရဲ့ဒီဘယ်လိုပြောမလဲ ID number ပေါ့เนาะကိုယ့်ရဲ့အကောင့်ရဲ့ ID number ကိုအဲ့ဒီမှာတစ်ချက်ရိုက်ထည့်လိုက်ဒီမှာခဏလေးเนาะကိုယ့်ရဲ့အကောင့်ရဲ့ ID number ပေါ့เนาะโอเคကိုယ့်ရဲ့အကောင့်ရဲ့ ID number ကိုရိုက်ထည့်လိုက်เนาะရိုက်ထည့်ပြပြီဆိုရင်အောက်ဆုံးကစာကြောင်းလေးတစ်ချက်နှိပ်လိုက်ပြီဆိုရင်ကိုယ့်ရဲ့ ID number မှန်တယ်ဆိုရင်ကိုယ့်ရဲ့နာမည်မှန်တယ်เนาะနာမည်ပေါ်လာလိုက်မယ်ဒီမှာเนาะပြီးရင်အဲ့ဒီနာမည်အောက်စာကြောင်းလေးတစ်ချက်နှိပ်မယ်ပြီးရင်ဒီအလဲကเนาะဒီအလဲကပုဂ္ဂတိဆိုတဲ့နေရာလေးတစ်ချက်နှိပ်မယ်ပြီးရင်ကျွန်တော်တို့ကဒီပုဂ္ဂတိအောက်ကဒီစာကြောင်းလေးတစ်ချက်နှိပ်မယ်နှိပ်ပိုင်းကျွန်တော်တို့က QR code နဲ့ပတ်စံရှင်းမှာဖြစ်တော့ကျွန်တော်ဒီမှာတစ်ချက်နှိပ်မယ်เนาะပြီးရင်ကျွန်တော်တို့လည်းအောက်ဆုံးကဒီစာကြောင်းလေးတစ်ချက်နှိပ်မယ်ပြီးရင်ဒီအကောင့်လေးတစ်ချက်နှိပ်မယ်เนาะโอเคဒါဆိုရင်ကျွန်တော်တို့တွေကပြီးသွားပြီเนาะပြီးသွားပြီဆိုကျွန်တော်တို့တွေကအဲ့လိုရွေးချယ်ပြီးသွားပြီဆိုရင်ဒီမှာကျွန်တော်တို့တွေကလိပ်စာထည့်ရမယ်เนาะလိပ်စာထည့်မယ်ဆိုရင်ကျွန်တော်တို့ကဒီပေါ်မှာကျွန်တော်တို့တွေကဒီပေါ်မှာကျွန်တော်ဗာထည့်ရမယ်ဆိုရင်ဖုန်းနံပါတ်ပေါ့เนาะဖုန်းနံပါတ်ပြီးတော့နာမည်ပြီးတော့လိပ်စာပေါ့เนาะโอเคဖုန်းနံပါတ်ထည့်ဖို့ဆိုရင်ကျွန်တော်ရဲ့ဖုန်းနံပါတ်ကိုကျွန်တော်ထည့်လိုက်မယ်ပေါ့เนาะနံပါတ်တွေပြပြเนาะโอเคဒါကကျွန်တော်ရဲ့ဖုန်းနံပါတ်ကိုအပေါ်မှာကျွန်တော်ထည့်လိုက်မယ်โอเคဖုန်းနံပါတ်ပေါ့เนาะဖုန်းနံပါတ်ရဲ့အောက်မှာကိုယ့်ရဲ့နာမည်ဟုတ်ပြီเนาะโอเคဖြည့်လေးပါကျွန်တော်ရဲ့နာမည်ပေါ့เนาะအဲ့ဒီကျွန်တော်ရဲ့နာမည်ရဲ့အောက်မှာဗာထည့်ရမယ်ကိုကလိပ်စာဆိုရင်ကျွန်တော်တို့ကဒီလိုမျိုးလိပ်စာတစ်ခုလုံးကိုကျွန်တော်တို့က copy ကူးထည့်ရတာပေါ့เนาะဒီမှာကျွန်တော်ပြမယ်လိပ်စာတစ်ခုလုံး copy ကူးထည့်လိုက်ဟုတ်ပြီเนาะလိပ်စာတစ်ခုလုံး copy ကူးပြီးတော့ကျွန်တော်ထည့်လိုက်မယ်โอเคဒါဆိုကျွန်တော်တို့ဒီလိပ်စာထည့်ပြီးသွားပြီပေါ့เนาะလိပ်စာထည့်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ကလိပ်စာထည့်ပြီးသွားပြီဆိုရင်ဒီလိုမျိုးလိပ်စာထည့်ပြီးသွားပြီเนาะထည့်ပြီးသွားပြီဆိုကျွန်တော်တို့ကအမှကြက်ဝံရွေးရမယ်เนาะဒီမှာเนาะဒီနေရာမှာကြက်ဝံရွေးရမယ်အဲ့ဒီကြက်ဝံရွေးတဲ့နေရာနှိပ်ကြက်ဝံရွေးတဲ့နေရာနှိပ်ပြီးဆိုကျွန်တော်တို့ဒီမှာကြက်ဝံရွေးမယ်အဲ့မှာကျွန်တော်တို့ကလှပူလီပေါ့เนาะကျွန်တော်ကလှပူလီဆိုတော့လှပူလီချက်ရွေးမယ်เนาะโอเคเนาะလှပူလီကျွန်တော်ချက်ရွေးလိုက်မယ်เนาะမနမလေးခဏလေးเนาะโอเคအဲ့မှာကြက်ဝံကျွန်တော်ရွေးမယ်ကျွန်တော်တို့ရဲ့ကြက်ဝံပေါ့เนาะကျွန်တော်ရဲ့ကြက်ဝံโอเคเนาะဒီမှာကြက်ဝံဆိုရင်เนาะဒီမှာကြက်ဝံเนาะလှပူလီโอเคကြက်ဝံလှပူလီပြီးသွားတဲ့ခါကျရင်တော့ကြက်ဝံပြီးရင်အမ်ဖွေရွေးမယ်เนาะအမ်ဖွေတစ်ချက်နှိပ်မယ်ပြီးသွားရင်အဲ့ဒီမှာเนาะဒီအမ်ဖွေဆိုတစ်ချက်နှိပ်မယ်ကိုယ့်ရဲ့ဒီမှာအမ်ဖွေပေါ့เนาะပြီးသွားရင်တန်ပုံတစ်ချက်နှိပ်မယ်အောက်မှာတန်ပုံဆိုတဲ့နေရာတစ်ချက်နှိပ်မယ်အဲ့ဒီဟာကိုကျွန်တော်တို့တန်ပုံတစ်ချက်ရွေးမယ်โอเคဒီမှာပေါ့เนาะကြက်ဝံရဲ့အမ်ဖွေရဲ့တန်ပုံရဲ့ရွေးပြီးသွားပြီဆိုရင်ကျွန်တော်တို့ဒီလိုမျိုးပြည့်စုံသွားပြီเนาะဒီလိုမျိုးပေါ်လာပြီးသွားပြီဆိုရင်ကျွန်တော်တို့ကဘယ်လိုလုပ်ရမလဲဆိုရင်ကျွန်တော်တို့ကဒီနေရာလေးကိုဒီတော့တစ်ချက်နှိပ်ရတယ်เนาะအစိမ်းရောင်လေးတစ်ချက်နှိပ်လိုက်မယ်เนาะလိပ်စာပြည့်စုံသွားပြီဆိုအစိမ်းရောင်လေးတစ်ချက်နှိပ်မယ်ပြီးရင်ကျွန်တော်တို့တွေ okay လေးနှိပ်လိုက်မယ်okay လေးနှိပ်တဲ့ခါကျရင်ဒီမှာเนาะ QR code เนาะဒီမှာဘန်နဲ့ဆင်းပြီးတော့ QR code ပေါ်လာမယ်เนาะဒီနေရာလေးဒီအကွက်လေးမှာမှန်ချစ်လိုက် okay အဲ့လိုမျိုးအမှန်ချစ်လိုက်ပြီဆိုတော့ QR code ပေါ်လာမယ်အဲ့ဒီ QR code လေးကျွန်တော်တို့က screenshot ရိုက်လိုက်ဟုတ်ပြီเนาะဒါပေမဲ့ကျွန်တော်တို့ကအဲ့ဒါကိုဘန်ရှိတယ်ဆိုရင်တော့ကိုယ်တိုင်လုပ်လို့ရတော့မလားတကယ်လို့ဘန်မရှိဘူးဆိုရင်ဘန်ရှိတဲ့သူကိုပတ်စံရှင်းခိုင်းလို့ရတယ်တကယ်လို့အလုံးလုံးမှာကိုယ်နာမှာဘန်တွေဘာတွေမရှိဘူးဆိုရင်ကိုယ်အကောက်ဖွင့်ထားပြီးတဲ့သူကိုဝယ်ခိုင်းလို့ရတယ်ပေါ့နော်โอเคသူတို့ပတ်စံလွှဲပြီးတော့အပြင်ကပတ်စံလွှဲပြီးတော့သူ့ကိုဝယ်ခိုင်းလို့ရတယ်ပြီးပါရင်ဒီမှာသူကအချိန်ကြီးနဲ့ကန့်သက်ထားပြီးတယ်နော်ဒီ QR code နဲ့ကျွန်တော်ဘန်ထဲမှာပတ်စံသွားရှင်းရမယ်နော်โอเคအဲ့ဒီမှာဆိုရင်ကျွန်တော်ပြပေးမယ်နော်โอเคဒီလိုမျိုးပေါ့နော်ကျွန်တော်မှကြားတော့ဒီမှာနော်ဘန်ရှိတယ်ပေါ့နော်ဘန်ရှိတယ်ဆိုရင်အဲ့မှာဘန်လေးကိုကျွန်တော်တို့တစ်ချက်ဝင်လိုက်โอเคဘန်လေးတစ်ချက်ဝင်လာပြီဆိုရင်ဒီမှာ QR code ကိုတစ်ချက်နှိပ် QR code တစ်ချက်နှိပ်ပြီဆိုရင်ဓာတ်ပုံနေအောင်တစ်ချက်နှိပ်โอเคเนาะဓာတ်ပုံနေအောင်တစ်ချက်နှိပ်ပဲဆိုခုနကတော့ screenshot ရိုက်ထားတဲ့နေရာလေးကိုကျွန်တော်တစ်ချက်နှိပ်ထည့်လိုက်โอเคအဲ့ဒီမှာဆိုကျွန်တော်တို့ကိုဘယ်လောက်လဲဆိုတော့ဒီမှာ950เนาะတော့တစ်ခါတည်းပေါ်ပြီးသားပြီးရင်ဒီမှာနှိပ်လိုက်ပြီးရင် confirm ပေးလိုက်ပြီးရင်ကိုယ့်ရဲ့လာနံပါတ်ရိုက်ထည့်လိုက်โอเคပြီးသွားပြီเนาะဒါဆိုပြီးသွားပြီဆိုဒီမှာเนาะပြန်ထွက်ပြီးတော့ကျွန်တော်ဒီမှာဒီနေရာခုနကတော့ကြော်ကုတ်စကဲတဲ့နေရာကိုလာခဲ့လာပြီးတော့ခဏလေးစောင့်နေเนาะမမလေးခဏလေးစောင့်နေဒီမှာတို့လားချက်ချင်းပဲเนาะချက်ချင်းပဲရွှေ့ဆိုတော့တွားပါပြီเนาะပြီးသွားရင်အစင်း3ချောင်းတစ်ချောင်းတစ်ချက်နဲ့တင်မယ်ပြီးရင်နိုင်လက်တန်လေးတစ်ချက်နဲ့တင်မယ်ပြီးသွားရင်ကျွန်တော်တို့ဒီမှာဆွဲတင်ကြည့်မယ်ဟုတ်ပြီเนาะဆွဲတင်ကြည့်မယ်ဆိုတော့ဒီမှာ RP ချက်ချင်းတန်းဝင်နေဆိုရင်ကျွန်တော်တို့ကဒီည12နိုင်ကျော်လိုက်ကျွန်တော်တို့ကပတ်စံတန်းဝင်ပြီเนาะ12နိုင်ကျော်လိုက်ပတ်စံတန်းဝင်ပြီဒီမှာပြီးတော့ဒီမှာသူကပရောင်းရာလူတန်းဖြစ်သွားပြီတွေ့တာမလားမလေးဒါကပစ္စည်းဝယ်တဲ့နေပါတကယ်လို့ကိုယ်တိုင်ဝယ်လို့မတက်ဘူးဆိုရင်ကိုယ့်ရဲ့တငယ်ချင်းမိတ်ဆွေပေါင်းတင်နေတယ်ဝယ်ခိုင်းလို့ရတယ်လို့တကယ်လို့ကိုက
ကိုရဲ့မိတ်ဆွေပေါင်းတွေကိုအကူအညီတောင်းလို့မရဆိုရင်ကိုကိုအကောက်ဖွင့်ထားပေးတဲ့သူကိုလိုချင်တဲ့ပစ္စည်းပြောလိုက်ကျွန်တော်ကဒီပစ္စည်းလိုချင်ပါတယ်ဆိုပြောပြပြီးတော့ဘယ်လောက်ကြာလဲပေါ့သူ့အပြင်ကနေပတ်စံလွှဲပေးလိုက်ပေါ့နော်ပြီးရင်လိပ်စာပို့ပေးလိုက်သူကနေတဆင်ကိုဝယ်ပေးလို့ရတယ်နော်ပစ္စည်းကမြန်တယ်ဆိုရင်3ရက်နဲ့ရောက်တယ်ကြာတယ်ဆိုရင်ပစ္စည်း9ရက်ဆိုခုစီရောက်ပြီနော်ဒါပေမဲ့ပတ်စံကြတော့ည7:00နာရီကျော်တိုင်းကိုရဲ့အကောက်ထဲမှာအရင်ရောက်ပြီโอเคမောင်နှမတွေအလုံးမဲ့အဆင်ပြေကြပါစေ